ဒါဆိုရင်ကလေးကဖွံ့ဖြိုးမှုနောက်ကျနေပြီလားကလေးတို့ရဲ့ဖွံ့ဖြိုးမှုနောက်ကျမှုဖြစ်နေပြီလားဆိုတာအခုပြောမယ့်အချက်ကလေးတွေနဲ့အကြံဖြင့်အကဲဖြတ်နိုင်ပါတယ်နံပါတ်1လမ်းလျှောက်ခြင်းနဲ့ကိုယ်လက်လှုပ်ရှားမှုတစ်နှစ်အတွင်းမှာထိုင်နိုင်တယ်၄ဘက်ထောက်နိုင်တယ်တစ်နှစ်ခွဲဆိုရင်တော့လမ်းစားလျှောက်တင်ပါတယ်နှစ်နှစ်ကျော်ရင်တော့ပြေးမယ်ဘောလုံးကန်မယ်အဲ့လိုလှုပ်ရှားမှုလေးတွေမရှိသေးဘူးဆိုလို့ရှိရင်တော့အခုရောက်နေတဲ့အသက်အရွယ်ထက်3လနောက်ထပ်တူပေါ့နော်3လထက်နောက်ကျသွားရင်တော့ဆရာဝန်နဲ့တိုင်ပေးပါနံပါတ်2စကားပြောနဲ့ဆက်သွယ်မှုတစ်နှစ်ခွဲမှာဖေမေမေရိုးရှင်းတဲ့စကားလုံးများကိုပြောနိုင်သင့်ပါပြီ3နှစ်ကျော်ရင်တော့ရိုးရှင်းတဲ့ဝါကျဥပမာမေမေရေတိုက်ပြောနိုင်သင့်ပြီပေါ့နော်နံပါတ်3လူမှုဆက်ဆံရေးနဲ့အပြုအမူနှစ်နှစ်အရွယ်မှာတခြားကလေးများနဲ့ဆော့ကစားခြင်းစိတ်ရှိခြင်းဆော့ကစားစိတ်လည်းရှိသင့်ပါတယ်ဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့မျက်လုံးချင်းမဆုံဘူးအော်ဟစ်ငိုရတာတွေလည်းအယမ်းများနေတယ်ဆိုလို့ရှိရင်တော့သတိထားပါဒါဆိုရင်ဘာလုပ်သင့်လဲဒါဆိုရင်မေမေတွေနေနဲ့ကလေးတွေရဲ့ဖွံ့ဖြိုးမှုကိုမှတ်တမ်းတင်ပါတကယ်လို့တန်တရားရှိရဆိုပါကကလေးဖွံ့ဖြိုးမှုအထူးကုဆရာဝန်စီကိုအမြန်ဆုံးပြသသင့်ပါပြီကလေးကိုအားပေးပါအရင်ကြီးဖိအားမပေးပါနဲ့သူ့အရွယ်နဲ့သူတော့ဖွံ့ဖြိုးခွင့်ပေးပါကလေးတိုင်းရဲ့ဖွံ့ဖြိုးမှုကတော့အရှိန်အဟုန်မတူဘူးဆိုတာကိုသိထားရပါမယ်အရန်ကြီးစိုးရိမ်နေရဆိုလို့ရှိရင်တော့ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့တိုင်ပင်ပါဆွေးနွေးပါလက်ခံပေးပါကျမတို့ဒီချက်ဝင်မှာကလေးစိတ်ပညာတွေကိုသူတင်နာလောက်ကမျှဝေနေသူတယောက်ဖြစ်ပါတယ်ကလေးတိုင်းရဲ့စိတ်ကိုနားလဲပြီးတော့သူတို့ရဲ့ဖွံ့ဖြိုးမှုအတွက်မိဘရဲ့ဆရာနဲ့တူလက်တွဲလောက်ကန်လျက်ရှိပါတယ်ကလေးတိုင်းကပျော်ရွှင်မိကျမ်းပါတယ်စိတ်ခံစားချက်အတွေးအမြင်နဲ့အတူအနာဂတ်ကောင်းများကိုပိုင်ဆိုင်စေချင်တာကတော့ကျမရည်ရွယ်ချက်ပါ